အားလုံးပဲမင်္ဂလာပါကျွန်မစောငိမ့်အေပါစာရေးဆရာ Kevin Cruz ရေးသားထားတဲ့50 Secrets of Sophie Bano about Time Management စာအုပ်ထဲမှာအသိစိတ်မှခံကွဲမှုပြဿနာကိုဖြေရှင်းဖို့အတွက် E+3C လို့ခေါ်တဲ့အကောင်းဆုံးနည်းလမ်း15ခုလို့ပြောလို့ရတယ်လို့ show it 15ခုလို့လည်းပြောလို့ရတယ်ဆိုတော့အဲ့ဒီမှာ E+3C ထဲမှာ E ဆိုတဲ့အဓိပ္ပာယ်ဒီ energy ကိုရည်ညွှန်းတာဖြစ်ပြီးတော့မှအဲ့ဒီ energy ရဲ့ show it 4မျိုးကိုအခုပထမဆုံးမျှဝေပေးချင်ပါတယ်နောက်မှပဲ 3C ကိုဆက်ပြီးတော့မျှဝေပေးမယ်နော်ကဲခုပဲစလိုက်ကြရအောင် energy ရဲ့ show it 4မျိုးဆိုတာကဘာလဲ show it number 1 minute တိုင်းကိုတန်ဖိုးထားဖို့လိုပါတယ် show it number 2အလုပ်တွင်ကျယ်မှုဟာခွန်အားအပေါင်းအာရုံစူးစိုက်မှုတို့နဲ့သာတက်ဆိုင်ပါတယ်ကြာချိန်နဲ့လုံးဝမတက်ဆိုင်ပါ show it number 3အကျိုးရလက် 80% သည် 20% တော့အလုပ်တို့ကနေပေါ်ထွက်လာတာဖြစ်ပါတယ်show it number 4တခြားသူတွေရဲ့အချိန်ကိုဝယ်သုံးမှာကိုယ့်အချိန်ကိုသုံးသင့်တဲ့နေရာမှာသာသုံးပါအဲဆိုရင် show it တစ်ခုချင်းစီကိုကျွန်မအသေးစိတ်စစ်ပြီးတော့မျှဝေပေးပါမယ်စစ်ပြီးတော့မှလေ့လာကြရအောင် Let's go to show it 1အချိန်ဟာအရှောင်ပါဆုံးအရင်မြစ်တစ်ခုဖြစ်ပါတယ်အချိန်ကိုအကျိုးရှိအသုံးပြုပါဥပမာအဖြစ်ချိန်ဒီရွှေချိန်ဒီငွေလို့ပြောတတ်ကြတယ်ချိန်ဆိုတာလူသားအလုံးကိုညီမြောက်ခုတ်ပြပေးထားတဲ့အလွန်တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတစ်ခုပါလူတိုင်းဟာနေ့ရက်တိုင်းမှာမိနစ်ပေါင်း1440မိနစ်ပိုင်ဆိုင်ကြပါတယ်လူများစုကတော့အချိန်1မိနစ်လောက်နဲ့ဘာလုံးမလုပ်လို့မရဘူးလို့ထင်တတ်ကြပါတယ်တကယ်တော့အချိန်1မိနစ်မှာထိုင်ထားအချိန်30လုပ်လို့ရတယ်ရေတစ်ခွက်တောက်လို့ရတယ်တပင်ရေလောင်းနဲ့အစရှိသဖြင့်လုပ်လို့ရပါတယ်နေ့ရက်တရက်ရဲ့မိနစ်ပေါင်း1440တဲကနေမိနစ်တိုင်းကိုအဓိပ္ပာယ်ရှိတဲ့အလုပ်တွေအတွက်တာအသုံးပြုခဲ့မယ်ဆိုလို့ရှိရင်ဘဝဟာအရင်ဖြစ်ပေါ်ပြီးတော့မှအစဉ်ပြေချုံမွေပါလိမ့်မယ်အချိန်ဟာရှားပါပြီးတမိုးရှိတယ်ဆိုတာကိုမိနစ်တိုင်းတတိရနေကြစေဖို့စာရေးသူ Kelvin ကသူ့ရဲ့အိမ်တကားမှာ1440ဆိုတဲ့နံပါတ်လေးကိုကတ်ထားတယ်လို့ဆိုပါတယ်ဒါကြောင့်ပဲအားလုံးပဲမိနစ်တွေကိုဒါကယူဆိုင်ပါနာရီတွေကသူတို့ကိုသူတို့ယူဆိုင်ကြပါလိမ့်မယ်Let's go to show it 2အလုပ်တွင်ကျယ်မှုဟာခွန်အားနဲ့အာယုံစူးစိုက်မှုတို့နဲ့သာတက်ဆိုင်ပါတယ်ကြာချိန်နဲ့လုံးဝမတက်ဆိုင်ပါတရက်မှာမိနစ်1440ထစ်တော့အချိန်ပိုတောင်းလို့ကျမတို့မရနိုင်ပါဘူးဒါကြောင့်မို့ကိုယ့်ရဲ့ခွန်အားနဲ့အာယုံစူးစိုက်မှုတွေကိုထပ်ပြီးတော့မှမြင့်တင်နိုင်စွမ်းဒါတော့ကျမတို့မှာရှိပါတယ်ခွန်အားဆိုတာကကျမကြီးကောင်းမှသာရရှိနိုင်တဲ့အရာတစ်ခုပါညစဉ်လုံလောက်အိတ်တာကျမကြီးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုစားတဲ့ရေများတောက်တဲ့လေ့ကျင့်ခန်းတွေလုပ်တဲ့ဒါတွေကကျမကြီးအတွက်မရှိမဖြစ်တဲ့အမှုကျင့်တွေဖြစ်ပါတယ်ခွန်အားမြင့်တင်ဖို့က okay ပြီဒါပေမဲ့နီးစနစ်မှန်နဲ့အလုပ်လုပ်တတ်ဖို့လိုပါသေးတယ် The Energy Project Company တည်ထောင်တဲ့သူ Tony Shrink ရဲ့လေ့လာမှုအရလူတစ်ယောက်ဟာမိနစ်60လောက်အလုပ်လုပ်ပြီးသွားပြီဆိုရင်စိတ်ဓာတ်ခွန်အားတွေကျဆင်းသွားလေးရှိတယ်လို့သိရပါတယ်ဒါကြောင့်မို့အချိန်အကြာကြီးစတိုက်လုပ်ဖို့ဆိုတာတဲ့အချိန်တိုးမှထိထိရောက်အလုပ်နိုင်ဖို့ကသာအရေးကြီးတယ်လို့ပြောရပါလိမ့်မယ်စာရေးဆရာ Francesco Cirillo ရဲ့တဲ့Pomodoro technique ကိုအသုံးပြုနိုင်ပါတယ်ဒီနီးစနစ်ဆိုတာကတော့အာယုံစူးစိုက်မှုအပြည့်နဲ့25မိနစ်အလုပ်လုပ်ပြီးတိုင်းမှာ5မိနစ်နားတဲ့နီးစနစ်ဖြစ်ပါတယ်ခွန်အားနဲ့အာယုံစူးစိုက်မှုကိုကောင်းစွာအသုံးချပြီးတော့မှကျမတို့တွေအလုပ်တွင်ကျအောင်လက်တွေ့စမ်းသုံးကြည့်ကြပါလို့တိုက်တွန်းရတဲ့ Let's go to show it 3တင်သိပါသလားတင်းရဲ့ 80% စိတ်ဖိစီးမှုက 20% တော့အကြောင်းတွေကြောင့်ဖြစ်နေတာပါအကျိုးရလက် 80% ဟာ 20% တော့အလုပ်တွေကနေပေါ်ထွက်လာတာဖြစ်ပါတယ်။ထင်ရှားတဲ့စီးပွားရေးပါရဂူတူဖြစ်တဲ့ Pareto ဟာသူ့ channel ကနေပဲထွက်နှုန်းစုပေါင်းရဲ့ 80% ကြီးဟာတန်ဆွမ်းနဲ့ပဲပင် 20% လောက်ကနေထွက်ရှိနေတာကိုသတိထားမိခဲ့ပါတယ်။ဒီဖြစ်ကိုလေ့လာရင်နဲ့ Pareto ဟာ 80-20 rule လို့ခေါ်တဲ့နာမည်ကျော်80-20စီးမြင့်ကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်ကမ္ဘာပေါ်မှာရှိတဲ့စီးပွားရေးလုပ်ငန်းအများစုရဲ့အကျိုးအမြတ် 80% ဟာလည်းပဲ 20% သောလုပ်ငန်းဆောင်တာတွေကြောင့်ပေါ်ထွက်လာတာဖြစ်တယ်လို့သိရပါတယ်။ကို့မှာလုပ်စရာတိတ်များနေပြီဆိုလို့ရှိရင်အရေးကြီးတဲ့အလုပ် 20% ကိုရွေးထုတ်ပြီးတော့မှလုပ်ကြပါ။ဒါဆိုရင်အရေးမကြီးတဲ့ 80% အတွင်းခွန်အားတွေခြွေတာပြီးသားဖြစ်သွားပါလိမ့်မယ်။အလုပ်တိုင်းကိုကိုယ်တိုင်လုပ်ရမှကျင့်တဲ့စိတ်အရာရာကိုကိုယ်တိုင်ထိန်းချုပ်ခြင်းနဲ့စိတ်ကိုလျှော်လိုက်ပါ။လူတယောက်ဟာကိုပိုင်နိုင်ဆုံးနဲ့အရေးကြီးဆုံးနယ်ပယ်တွေမှာဒါအကောင်းဆုံးဖြစ်အောင်စူးစမ်းသင့်ပါတယ် Let's go to show it 4သူတည်တနာတွေအရာညာနာလောက်သားတွေဟာသူတို့ရဲ့အလုပ်လုံးချိန် 41% ကိုသူများကိုခိုင်းလို့ရပေမဲ့အရေးတိတ်မကြီးတဲ့တောက်တုံပဲရအလုပ်တွေနဲ့ဖြုံးတီးမိနေကြတယ်လို့သိရပါတယ်
ဒါကြောင့်မို့အချိန်ကုန်သက်သာပြီးတော့မှထိရောက်ဖို့အတွက်အခြားသူတွေရဲ့အချိန်ကိုဝယ်သုံးတတ်ဖို့လိုအပ်ပါတယ်လူတိုင်းဟာသူ့နေရာနဲ့သူ့အလုပ်နဲ့သူပိုင်နိုင်လုပ်နိုင်ကြပါတယ်ကိုမလုပ်တဲ့အလုပ်တွေကိုတခြားလူကိုလွှဲပေးလိုက်ပါအရာတိုင်းကိုစင်လုံးချော perfect ဖြစ်ချင်တဲ့စိတ်ကိုနည်းနည်းလျှော့တင်ပါတယ်အလုပ်တစ်ခုကိုကိုယ်တိုင်လုပ်တင်လားမလုပ်တင်ဘူးလားဆုံးဖြတ်နိုင်ဖို့အတွက်ကိုမေးခွန်း၃ခုမေးဖို့လိုအပ်ပါတယ်ပထမမေးခွန်းကတော့ဒီအလုပ်ဟာငါကိုယ်တိုင်လုပ်ဖို့ထိုက်တန်ရဲ့လားဆိုတဲ့မေးခွန်းပါတကယ်လို့ကိုယ်တိုင်လုပ်ဖို့မထိုက်တန်ဘူးဆိုရင်လုံးဝမလုပ်ပါနဲ့ဒုတိယမေးခွန်းကတော့ဒီအလုပ်ကိုလုပ်နိုင်တာငါတယောက်ထဲလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်တကယ်လို့တခြားလူတွေလည်းလုပ်နိုင်တယ်သူတို့ခိုင်းလိုက်လို့လေအချိန်နဲ့ငွေတိတ်မကုန်ဘူးဆိုရင်တော့ကိုယ်တိုင်မလုပ်ဖ ೇನೆ တခြားလူတွေကိုလွှဲပေးလိုက်တင်ပါတယ်တတိယမေးခွန်းကတော့ဒီအလုပ်ကိုလုပ်ဖို့ပုံမှန်ကြာချိန်ထိအချိန်တဝက်ပဲရခဲ့မယ်ဆိုရင်ငါဘာလုပ်မလဲဆိုတဲ့မေးခွန်းပါဒီမေးခွန်းကိုမေးလိုက်ခြင်းအပြင်အချိန်ကုန်သက်သာမဲ့နီလန်းတွေနဲ့လုပ်ပုံကင်ပုံတွေကိုစဉ်းစားမိလာစေနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီအမိတ်ဆွေတွေအားလုံးကိုအဓိကပြောချင်တဲ့ message ကအရာ perfect ဖြစ်ဖို့မလိုပါဘူးထိရောက်မှုကအရေးကြီးပါတယ်တခြားသူတွေကိုယုံကြည်ပါတင့်အချိန်ကိုပုံမတန်ဖိုးရှိစွာသုံးပါအလုပ်တိုင်းကိုကိုယ်တိုင်မလုပ်ပါနဲ့အလုပ်တွေရမ်းများနေတဲ့အချိန်မှာမေးခွန်း၃ခုလေးမေးဖို့အတွက်မမေးပါနဲ့ကျွန်မမေးခွန်း၃ခုမေးဖို့လက်ဆောင်ပေးခဲ့ပြီနော်ကိုယ့်တဲ့အကျိုးရှိခဲ့မယ်ဆိုရင်တခြားသူတွေကိုမျှဝေပေးဖို့တောင်းဆိုချင်ပါတယ် Bye for now see you next video ပါရှင် Let's go to sunset.